ဥတွေဘဝမှာလေခောက်စစ်ပါတူးလောက်စားတာဒီလောက်ထိလွယ်လိမ့်မယ်လို့မထင်ထားဘူးပေါ့နော်ဒီနေ့တငယ်ချင်းမှာသူကမောက်လောက်စားမယ်ဆိုတော့ခေါ်လို့ကျွန်တော်သူငယ်ချင်းရင်သွားခဲ့ပါတယ်စောလို့နေတော့ကျွန်တော်ဗီဒီယိုအဆုံးမှာပြပြပေးထားပါပဲနော်အရင်ဆုံးကျွန်တော်ဆလက်ရွက်ထဲကိုမုတ်ဖက်ထက်ပြီးဆော့ထက်ပြီးဖလာတူငါထည့်ပြီးတော့ကျွေးပါတယ်လုံးဝအရှင်ဆက်ရဲ့အသက်ပဲအရှင်ဆက်ရဲ့ကောင်းလို့ရှင်လေခောက်စစ်ပါတူကလုံးဝဘာမှမလိုတော့ကျွန်တော်တို့ကန်ကောင်းတာလို့ပြောမှမသိခောက်စစ်ပါတူလောက်စားတာငါးတွေပလာတူငါးမှာဥတွေအများကြီးပဲပေါ့နော်တော်တော်လေးလည်းစားကောင်းတယ်ဒီခါကျွန်တော်နောက်တစ်လောက်ထပ်စားမယ်တော်တော်စားလို့ကောင်းတယ်တငယ်ချင်းလက်ရာလေလုံးဝထိမိနေအတိကဆော့ပဲပေါ့နော်သူဆော့လုံးနေကနည်းနည်းပြရင်စက်သွန်ဖြူရဲ့တမြတ်သီးရဲ့ငှက်သီးရဲ့များလေးပေါ့နော်အဲ့လေးကိုစိတ်ထဲအဆက်ထဲမှာကြဲ့ပြီးမှလောင်းကအရာသားလေးနည်းနည်းပါထည့်ပြီးတော့ဒါဆိုရပြီတော်တော်စားကောင်းနေပြီတငယ်ချင်းဖြောပြပြီးသွားလောင်းဝကြိုက်တယ်ဒါဒီနေ့တငယ်ချင်းလက်ကြောပြီးသွားတာပဲဖြစ်ပါတယ်ဗျအဆုံးထိကြည့်ပြီးလို့ကျေးဇူးပါဗျနောက်ဗီဒီယိုမှာပြန်လာဆုံးတွေ့ပါမယ်ဗျအားလုံးဘိုင်ဘိုင်